ကဲ hello အားလုံးပဲမင်္ဂလာပါเนาะကဲအခုဖုန်းစိန်နှုန်း3000ကျော်နဲ့ iPhone လေးတွေကောင်းကောင်းလေးကင်ရပါမယ်เนาะဒီကောင်လေးဆိုရင် iPhone 13ထဲอ่ะပေါ့เนาะ iPhone 13ထဲอ่ะသူက2000ကျော်3000ကျော်နဲ့ကောင်းကောင်းလေးကင်ရပါမယ်เนาะဒီကောင်လေးဆိုရင်သူ iPhone 13 128GB ရှိမယ်256GB ရှိမယ်အယောင်တွင်းသူကအပိုင်းရောင်ရှိမယ်ရှိစရာလေးเนาะအပိုင်းရောင်လေးပြီးတော့အပြာရောင်ရှိမယ်ပြီးတော့အဖြူရောင်ရှိမယ်အမဲရောင်ရှိမယ်အယောင်လေးဆိုရင်သူက၄မျိုးရှိရเนาะလိုချင်နေဆိုရင်ကျွန်တော်စီမှာပဲမြင်းမြန်းလာလို့ရပါတယ်เนาะစိန်နှုန်း2000ကျော်3000ကျော် iPhone ကောင်းကောင်းလေးကိုကင်ရပါမယ်เนาะကျွန်တော်ဆိုင်မှာဆိုရင်ဆိုင်မှာလာချိရှင်နေဆိုရင်ကျွန်တော်ဆိုင်ကမန္တလာရှိမှာပြပါရယ်เนาะခြိုက်ပုံစားမန္တလာရှိမှာသူများဆွေဆိုင်ရောင်းတဲ့ဘက်မှာเนาะဆွေဆိုင်ဆွေအများကြီးရောင်းတဲ့ဘက်မှာတော့အတန်လေးမှာပေါ့နော်လိုချင်နေဆိုရင်ကျွန်တော်ဆက်တိုက်ခဲပါကျွန်တော်ဖုန်းမှာတင်ထားပေးပါရယ်ကျွန်တော်ဖုန်းကိုဆက်ပြီးတော့လာရှင်လည်းရပါတယ်နော်ကျွန်တော်ရဲ့အကောင့်ထဲမှာပြောပြီးတော့မြင်ပြီးတော့လာရှင်လည်းလာကြည့်လို့ရရဲ့ဆိုင်အထိလာကြည့်လို့ရရဲ့နော်ဆိုင်မှာမလာရဲဘူးဆိုရင်ရေဖမ်းမှာကြောက်တဲ့ပါညာဆိုရင်လည်းကျွန်တော်တော့ပို့ပေးပါရယ်နော်အိမ်ရောက်ငွေချေလို့ရရဲ့နော်တောင်ပုံဝန်တင်ဘက်မှာလည်းအကုန်လုံးပို့ပေးရတာရော PG ဘက်မှာဆိုရင်အကုန်ပို့ပေးတယ်မူဆယ်နဲ့ခန်းဆိုရင်အိမ်ရောက်ငွေချေလို့ရရဲ့နော်လိုချင်နေဆိုကျွန်တော်ဆက်တိုက်ခဲပါတို့ software တွေဆိုရင်လည်းအကုန်လုံးထည့်ပေးပါတယ်မြန်မာ software တွေအကုန်လုံးကိုကဲမပါဘူးနော်သူကApple ID ဆိုရင်ဒီတော့တစ်ခါတည်းတီတော့လို့ပါတော့ကြည့်လို့ရတဲ့ ID နဲ့တခါလေးလုပ်ပေးမှာဖြစ်ပါရဲ့เนาะလို့ချင်းဆက်တော့ခဲ့ပါ bye bye